Hello အားလုံးပဲမင်္ဂလာပါကျမကတော့ဒီ channel လေးမှာ accounting နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်အခုမှစီးရင်ပညာကိုစပြီးလေ့လာမဲ့သူတွေပဲဖြစ်ဖြစ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာအသုံးချဖို့အတွက်တည်ကျင်တဲ့သူတွေပဲဖြစ်ဖြစ်ကျမရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်အခုပထမအဆုံးအနေနဲ့ပြောပြမယ်သင်ခန်းစာလေးကတော့ manufacturing business ဒီမှာအရေးကြီးတဲ့ cost classification အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကအခု manufacturing လုပ်ငန်းတွေမှာအရေးကြီးတဲ့ cost classification လို့ပြောလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ cost classification ဟာဆိုရင် manufacturing လုပ်ငန်းတွေမှာပဲအရေးကြီးတာလားဆိုရင်မဟုတ်ပါဘူး။ trading business တွေမှာဆိုရင်လည်းပဲ cost classification လုပ်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ trading လုပ်ငန်းနဲ့ manufacturing လုပ်ငန်းတွေမှာနှစ်ခု comparison လုပ်လာတဲ့အခြေအနေမျိုးမှာဆိုရင်တော့manufacturing လုပ်ငန်းတွေမှာဆိုရင် cost classification ကပိုပြီးတော့အရေးကြီးတဲ့အတွက်ကြောင့်မို့ highlight လုပ်ပေးထားတာဖြစ်ပါတယ်ဘာကြောင့်လို့ကျမတို့က cost classification လုပ်ရတာလဲဆိုရင် cost classification လုပ်ခြင်းအပြင်decision making ဆုံးဖြတ်ချက်ချရာတွေမှာအကူအညီဖြစ်စေပါတယ်ဘယ်လိုမျိုးလဲဆိုရင်ဘယ်ကုန်ကျစရိတ်တွေကအလုပ်လုပ်ရင်တိုးမလဲမလုပ်ရင်ရော့မလဲဆိုတာသိသွားရင်ဒီ product ကိုထုတ်မလားမထုတ်ဘူးလားဈေးတွေရှော့ချလိုက်မလားစတဲ့စီမံခန့်ခွဲရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမှာ cost classification လုပ်ခြင်းအပြင်ဆုံးဖြတ်ချက်တွေလဲကူလာစေပါမယ်နောက်တစ်ခုကကုန်ကျစရိတ်တွေကိုထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်မို့လဲ cost classification လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ကုန်ကျစရိတ်တွေဟာဆိုရင် controllable cost တွေလား uncontrollable cost တွေလားလို့ခွဲထားရင်ဘယ်ကုန်ကျစရိတ်တွေကိုကတော့ထိန်းလို့ရနိုင်လဲဆိုတာသိနိုင်ပြီးတော့အလွတ်ကုန်ကျနေတဲ့အသုံးစရိတ်တွေကိုရှော့ချနိုင်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ်ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာဆိုတာက product cost တွေတွက်ချက်တာပေါ့နော် product cost တွေကို product cost တွက်ချက်တဲ့ဟာကိုမှန်မှန်ကန်ကန်သိရင်အမြတ်ရနိုင်တဲ့ဈေးနှုန်းကိုသတ်မှတ်နိုင်ပါလိမ့်မယ်နောက်တစ်ချက်ကကြတော့ budget ရေးဆွဲတဲ့နေရာမှာလေအရေးကြီးတဲ့အတွက်ကြောင့်မို့ cost classification လုပ်ဖို့လိုအပ်ပါတယ် cost classification မရှိရင် budget ခံမှန်းမှုမတိကျနိုင်ဘူးcost တွေကိုအမျိုးအစားခွဲခြားထားမယ်ဆိုရင်နာကကုန်ကျစရိတ်ကိုပုံမမှန်ကန်စွာခံမှန်းနိုင်တဲ့အတွက်ကြောင့်မလို့ budget ရေးဆွဲတဲ့နေရာမှာလည်းအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့ cost classification လုပ်သင့်ပါတယ်နောက်တစ်ခုကကြတော့အမြတ်တွက်ချက်တဲ့နေရာတွေမှာမှန်ကန်လာတဲ့အတွက်ကြောင့်မို့မှန်ကန်မှုအတွက် cost classification လုပ်ဖို့အရေးကြီးပါတယ် PDF cost တွေနဲ့ product cost တွေမခွဲခြားထားဘူးဆိုရင်အမြတ်တွက်ချက်တဲ့နေရာမှာအမှားယွင်းမှုတွေရှိနိုင်ပါတယ်ဒါကြောင့်မလို့ cost classification လုပ်ဖို့လိုအပ်တယ်လုပ်ငန်းအကဲဖြတ်တဲ့နေရာတွေမှာအသုံးဝင်တဲ့အတွက်ကြောင့်မလို့ department နေ project တစ်ခုချင်းစီရဲ့ကုန်ကျစရိတ်တွေကိုခွဲကြည့်နိုင်တဲ့အတွက်ကြောင့်မလို့ဘယ်အပိုင်းမှာထိရောက်မှုတွေရှိနေလဲမထိရောက်ဘူးလဲဆိုတာတွေကိုသိနိုင်ပါတယ် cost classification လုပ်ခြင်းအဖြစ်ဒါကြောင့်မလို့အကျဉ်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ cost classification လုပ်ခြင်းအပြင်စီမံခန့်ခွဲမှုကိုကောင်းစေတယ်ဆုံးဖြတ်ချက်မှန်ကန်စေတယ်အမြတ်တွေကိုတိတိကျကျမှန်မှန်ကန်ကန်တွက်ချက်နိုင်တဲ့အတွက်ကြောင့်မို့ cost classification ဟာဆိုရင်လည်းပဲအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ဒါဆိုရင် cost classification နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ကြည့်ရအောင်နော်အဲ့တော့ကျမတို့တွေဒီ cost တွေကို classification အမျိုးအစားခွဲခြားတာပေါ့နော်အဲ့လိုအမျိုးအစားခွဲခြားတဲ့အချိန်မှာဒီ cost တွေကိုဘယ်လိုအသုံးပြုလဲဆိုတော့ရည်ရွယ်ချက်အရာ cost တွေကိုအမျိုးအစားခွဲခြားပါတယ်အဲ့တော့ cost တွေကိုအမျိုးအစားခွဲခြားတဲ့နေရာမှာနံပါတ်1ဘာအရာခွဲလဲဆိုရင် by nature တဘာဝအရာ cost တွေကိုအမျိုးအစားခွဲခြားပါတယ်ဘာအတွက်ကုန်ကြလဲဆိုတာကိုလိုက်ပြီးတော့ခွဲခြားပါတယ်ဘာအတွက်ကုန်ကြလဲဆိုတော့ဒီမှာကျွန်မ example လေးပေးထားပါတယ် nature အရာ cost တွေကို classification လုပ်တဲ့နေရာမှာသူ့ရဲ့တဘာဝအရာဘာတွေခွဲလိုက်လဲဆိုရင်ဘာ cost တွေရှိမလဲဆိုရင် material cost တွေရှိပါမယ် labor cost တွေရှိနိုင်ပါတယ် expense တွေရှိနိုင်ပါတယ်တဲ့example အပြင်ပြောမယ်ဆိုရင်တော့ electricity မီတာခတွေပေါ့နော်အဲ့တော့ nature အရာ၃ပိုင်းခွဲတဲ့အချိန်မှာ electricity ဆိုရင်ဘယ်စည်ရင်းခေါင်းစဉ်အောက်မှာဘယ်ခေါင်းစဉ်အနေနဲ့
အောက်မှာရှိလဲဆိုရင် electricity meter bill တွေဟာဆိုရင်တော့ expert အနေနဲ့ခွဲခြားပါတယ် wages အလုပ်သမားကတွေပေးလိုက်တာကတော့ဘာ cost အမျိုးအစားလဲဆိုရင် labor cost အမျိုးအစားပါတဲ့ဒါသည်ကျမတို့တွေ cost ကို nature အရာခွဲခြားလိုက်တာပါနံပါတ်1ပေါ့နော်နောက်တစ်ခု cost တွေကိုဘာခွဲမလဲဆိုရင် by function လှုပ်ဆောင်မှုအရာအမျိုးအစားခွဲခြားပါတယ်ဘယ်လုပ်ငန်းပိုင်းမှာသုံးတာလဲပုံမှာခြေခံပြီးတော့ပေါ့နော်ဘယ်လိုလှုပ်ဆောင်ချက်တွေနဲ့ခွဲခြားတာလဲဆိုရင် by production cost နံပါတ်1က production cost ဒီ cost ဒီ production ထုတ်လုပ်မှုအပိုင်းမှာကုန်ကျနေတဲ့ cost တွေလားဒါမှမဟုတ်ရင် administration cost အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာကုန်ကျနေတဲ့ cost တွေလား selling and distribution cost ရောင်းချခြင်းနဲ့ဖြန့်ဖြူးခြင်းဆိုင်ရာမှာကုန်ကျနေတဲ့ cost တွေလားဆိုပြီးတော့သက်ဆိုင်ရာ cost တွေရဲ့ function အရာခွဲလိုက်တာပါတဲ့ cost တွေကိုဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့ factory supervisor salary စက်ရုံမှာရှိနေတဲ့ supervisor ကြီးကြပ်ရေးမှူးကိုပေးရတဲ့လစာတွေဆိုရင်ဒါသည် production cost လို့သတ်မှတ်ပါတယ် office rent ငှားရမ်းခတွေဒါတွေဆိုရင်ကတော့ administration cost တွေလို့ခွဲခြားပါတယ်ဒါသည်ကျမတို့တွေ function အရာ cost တွေကို classification လုပ်လိုက်တာပါနောက်တစ်ခုကတော့ by behavior cost တွေကို behavior အပြုအမူတွေပေါ့နော်အပြောင်းလဲဒီ cost တွေဒီအပြောင်းလဲရှိလားမရှိဘူးလားဆိုတာတွေပေါ့မှာအခြေခံပြီးတော့ classification လုပ်လိုက်တာပါ output ပြောင်းရင် cost တွေပြောင်းသွားမှာလား output ပြောင်းမပြောင်းဒီ cost တွေကပြောင်းမှာလားဒါမျိုးသူ့ရဲ့ပြောင်းလဲမှုရှိလားမရှိလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ cost တွေကို behavior အရခွဲလိုက်တာပါအဲ့တော့ cost တွေကို behavior အရခွဲမယ်ဆိုရင်တဲ့သူ့ရဲ့ cost ဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးရှိပါတယ်တဲ့ဘာ cost တွေလဲဆိုရင်နံပါတ်1က fixed cost ပါတဲ့ fixed cost ဆိုတာဒီကျမတို့ပုံသေးကုန်ကြနေတော့ကုန်ကြစရိတ်တွေပေါ့နော်ဆိုလိုတဲ့သဘောကကျမတို့ထုတ်လိုက်တဲ့ output တွေကဘယ်နှ unit ပဲထုတ် output ဘယ်လောက်ပဲပြောင်းလဲနေပါစေဒီကုန်ကြစရိတ်ကြီးကပြောင်းလဲသွားခြင်းမရှိဘူးဆိုရင်ဒီ cost ကိုဘာလို့သတ်မှတ်ပါလဲဆိုရင် fixed cost လို့သတ်မှတ်ပါတယ်နောက်တစ်ခုကကြတော့ variable cost variable လို့ပြောကြတဲ့ကိုကပြောင်းလဲကုန်ကြနေတာပေါ့နော်ပြောင်းလဲကုန်ကြစရိတ်တွေဆိုတာက output ထုတ်လုပ်လိုက်တဲ့ output တွေပြောင်းလဲသွားတာနဲ့ဒီ cost ဟာလည်းပဲလိုက်ပြီးတော့ပြောင်းလဲသွားမယ်ဆိုရင်ဒါကိုဘာ cost လို့ပြောမလဲဆိုရင် variable cost လို့ပြောပါမယ်တဲ့နောက်တစ်ခုကကြတော့ဘာ cost လဲဆိုရင် semi variable cost ပါတဲ့ semi variable cost ဆိုတာကတော့ကျမတို့ခုနကပြောလိုက်တဲ့ fixed cost ပုံသေးပြောင်းလဲနေတဲ့ fixed cost တွေနဲ့ပုံသေးကုန်ကျနေတဲ့ fixed cost တွေနဲ့ပြောင်းလဲကုန်ကျနေတဲ့ variable cost တွေနှစ်မျိုးလုံးပါဝင်နေတဲ့ cost ကို semi variable cost လို့ခေါ်တာပါနောက်တစ်ခုcost ကတော့ step fixed cost ပါ step fixed cost ကကြတော့ step ဆိုတာဒီအစစ်နဲ့ပေါ့နော်လှေကားတိပုံသဏ္ဍာန်ပြောင်းလဲတာဒါပေမဲ့သူ့ရဲ့ပြောင်းလဲမှုဒီလှေကားတိ step ကိုမှ fixed ပုံသေးပေါ့နော်ပြောင်းလဲနေတယ်ဆိုလိုတဲ့ဟာဒီ activity level တစ်ခုအတွင်းမှာတော့ပုံသေးပဲဒါပေမဲ့ next activity level တစ်ခုကိုရောက်သွားလေရင်သူ့ရဲ့ cost ကလည်းပဲ next activity level မှာနောက်ထပ် fixed cost တစ်ခုအနေနဲ့ပြောင်းလဲသွားတာပေါ့ဒါကို step fixed cost လို့ခေါ်ပါတယ်ဒါအခုပြောလိုက်တဲ့၄မျိုးကတော့ cost တွေကို behavior အရခွဲခြားလိုက်တာပါ example အပြင်ပြောမယ်ဆိုရင်တော့ဘာ cost တွေရှိမလဲဆိုရင် factory rent စက်ရုံနေရာငှားရမ်းခတွေရှိပါမယ်စက်ရုံနေရာငှားရမ်းခတွေဒီဘာ cost အမျိုးအစားထဲမှာပါလဲဆိုရင် fixed cost ထဲမှာပါပါတယ်ကျမတို့ fixed cost ဆိုတာဒီပုံသေးကုန်ကြနေတာပေါ့နော်ထုတ်လုပ်လိုက်တဲ့ project ဘယ်လောက်ထုတ်ဒီစက်ရုံနေရာငှားရမ်းခကြီးဒီပြောင်းလဲသွားခြင်းမရှိဘူးဒီလမှာ1000 unit ထုတ်လို့စက်ရုံနေရာငှားရမ်းခကြီးကတက်သွားမှာတော့ဒီလမှာ1000 unit လေးပဲထုတ်လိုက်တဲ့အတွက်ကြောင့်မလို့စက်ရုံနေရာငှားရမ်းခရှော့ပြီးတော့ပေးရမှာဒီလိုမျိုးမရှိပါဘူးကျမတို့ဘယ်လောက်ပဲထုတ်နိုင်ပုံသေးကုန်ကြနေတဲ့ cost မျိုးကို fixed cost လို့သတ်မှတ်ပါတယ်နောက်တစ်ခုကကြတော့ direct material variable cost ပေါ့နော် project တွေထုတ်တဲ့အချိန်မှာအသုံးပြုရတဲ့ကုန်ချမ်းပစ္စည်းတွေပေါ့ဆိုလိုတာဒီကျမတို့ကုန်ချမ်း project ထုတ်ဖို့ရန်အတွက်ကုန်ချမ်း 5kg သုံးရမယ်ဆိုရင်1 unit ထုတ်ရင် 5kg သုံးရမယ်ဆိုရင်2 unit ထုတ်ရရင် 10kg သုံးရမယ်ဒါဆိုရင်1 unit ထုတ်တော့ကတော့ 5kg ဘိုးစာပဲရှင်းရမယ်2 unit ထုတ်တော့မယ်ဆိုတာနဲ့ 10kg ဘိုးစာရှင်းရမယ်ဆိုတော့ထုတ်လုပ်တဲ့ output ပေါ်မှာလိုက်ပြီးတော့ပြောင်းလဲနေတာပါဒီလို cost မျိုးတွေကိုကျမတို့က variable cost လို့သတ်မှတ်ပါတယ်နောက်တစ်ခုကတော့ traceability အရာ cost တွေကို
classification လုပ်တာပါ product တစ်ခုနဲ့တိုက်ရိုက်သက်ဆိုင်နေတာလားမသက်ဆိုင်ဘူးလားပေါ်တာမူတည်ပြီးတော့ခွဲခြားပါတယ်ဘယ်လို cost မျိုးတွေရှိမလဲဆိုရင် direct cost တွေ indirect cost တွေပါဒါသည် traceability အရခွဲခြားလိုက်တာပါဒီ product တွေထုတ်တဲ့နေရာမှာ directly ကုန်ကျနေတဲ့ cost တွေလားဒါမှမဟုတ်ဘူးဆိုရင်ကုန်ကျတဲ့စရိတ်တော့မှန်တယ်ဒါပေမဲ့ indirect ကုန်ကျနေတဲ့ cost တွေပေါ့ကျမတို့အင်ဂျီတစ်ထည်ထုတ်လုပ်တော့မယ်ဆိုရင်ဒီအင်ဂျီထုတ်ဖို့အတွက်မဖြစ်မနေပိတ်စဆိုတာရှိမှာ raw material ကုန်ကျန်းပိတ်စရှိမှသာလျှင်အင်ဂျီတစ်ထည်ဖြစ်လာမှာဒါကြောင့်မလို့ဒီလိုမျိုးပိတ်စအတွက်ကုန်ကျတဲ့ကုန်ကျစရိတ်တွေဆိုရင် direct cost တွေပေါ့အဲ့မှာဒီ product ကိုထုတ်ဖို့အတွက်ဒီအင်ဂျီထုတ်ဖို့ရန်အတွက်ရှိနေတဲ့ labor တွေကိုsupervise လုပ်နေရတဲ့ supervisor တွေကိုပေးရတဲ့ salary တွေဆိုရင်တော့အဓိကကုန်ကျနေရတော့ဟုတ်တယ်ဒါပေမဲ့ directly ကုန်ကျတာမဟုတ်ဘူးတိုက်ရိုက်သက်ဆိုင်နေခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဒီလို cost မျိုးဆိုရင်တော့ indirect cost လို့သတ်မှတ်ပါတယ်နောက်တစ်ခုကတော့ကျမတို့ cost အရာ classification လုပ်မလဲဆိုရင် time အရာပေါ့နော် time ရ classification လုပ်မယ်ဆိုရင်ဘာတွေရှိမလဲဆိုရင် historical cost တွေရှိမယ်estimated cost တွေရှိမယ် standard cost တွေရှိပါမယ်တဲ့ဒီကျမတို့က cost တွေကို classification လုပ်လိုက်တာပါ cost classification လုပ်တဲ့5မျိုးပါအဲ့တော့ကျမဥပမာလေးနဲ့ပြောပြမယ်ဥပမာဆိုကြပါစို့ cost item အနေနဲ့ဘာလို့ cost မျိုးကို example ပေးမလဲဆိုရင် factory electricity bill စက်ရုံမှာပေးနေရတဲ့မီတာခတွေပေါ့နော်ဒါဆိုရင်ဒီမီတာခကြီးဒီ cost ကို classification လုပ်လိုက်မယ် nature အရ classification လုပ်မယ်ဆိုရင်သူဒီဘယ်ထဲမှာပါလဲဆိုရင် expense item expense ထဲမှာပါပါတယ်နောက်တစ်ခု function အရာ cost ကို classification လုပ်မယ်ဆိုရင်ကတော့သူဒီ production cost ထုတ်လုပ်မှုဆိုင်ရာကုန်ကျစရိတ်တွေပါ behavior အရ classification လုပ်မယ်ဆိုရင်ကတော့တဲ့ factory electricity bill ဒီဘယ်ထဲမှာပါလဲဆိုရင် semi variable cost အမျိုးအစားပါကျွန်မရှေ့မှာပြောလိုက်ပါတယ် semi variable cost ဆိုတာကတော့ variable cost ရော fixed cost ရောပါဝင်နေတဲ့ cost မျိုးကို semi variable cost လို့ခေါ်တာလေ electricity bill မီတာကတွေကျမတို့တွေမီတာစာရွက်လာပြီလေမီတာစာရွက်လာပြီဆိုတာနဲ့ပေးရတဲ့စရိတ်တွေမှာတော်တော်များများသိကြပါတယ်မီတာထိန်းသိမ်းစောင့်ရှောက်ခကျမတို့အိမ်တွေမှာမီတာလုံးဝမသုံးဘူးလူမနေတဲ့အတွက်မသုံးဘူးဆိုရင်တောင်မှမီတာထိန်းသိမ်းစောင့်ရှောက်ခ900အမြဲတမ်းပေးရပါတယ်အဲ့ဒါဒီ fixed cost ပါကျမတို့သုံးသည်ဖြစ်စေမသုံးသည်ဖြစ်စေမီတာထိန်းသိမ်းစောင့်ရှောက်ခပေးနေရတဲ့ဟာဒီ fixed cost ပါနောက်ထပ်အဲ့မှာထပ်ပြီးတော့ကျမတို့သုံးတဲ့မီတာ unit ပေါ်မှာလိုက်ပြီးတော့တ unit ကိုကတော့မီတာဘယ်လောက်ပါဆိုတဲ့သုံးတဲ့ unit ပေါ်မှာလိုက်ပြီးတော့ပေးရတဲ့ cost ဒီ variable cost ပါဒါကြောင့်မို့ fixed cost ရော variable cost ရောပါဝင်နေတဲ့ semi variable cost အမျိုးအစားဖြစ်ပါတယ်နောက်တစ်ခုက factory electricity bill ကို traceability အရ classification လုပ်မယ်ဆိုရင်เนาะသူဒီဘာ cost အမျိုးအစားလဲဆိုရင် indirect cost အမျိုးအစားပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကျမဒီဗီဒီယိုလေးမှာ cost classification နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောသွားပေးကြတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ cost classification နဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းအထောက်အကူပြုမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် see you ပါ